နောက်တစ်ခုကကျွန်တော်တို့ဘိုးဘေးတွေမှာပါရှိတယ်ဆိုရင်ဒါတို့ကအရင်ကလူကြီးတွေကျွန်တော်မပြောတော့တော့ဒါပေမဲ့ဒီနောက် generation မိခင်ဖြစ်လာမယ်ဖခင်ဖြစ်လာမယ်ဆိုတော့အပိရှိတယ်သူရှိတယ်အဲ့ဒါပါလဲဆိုတော့ငါတို့သားသမီးတွေငါတို့တနေ့ကျရင်လှုပ်ချွေးမှာပဲငါတို့တနေ့ကျရင်သားသမီးကပြုစုမှာပဲဆိုတဲ့စိတ်နဲ့တော့အသက်မရှိဘူးဆိုပြောမယ်နော်ဘာဖြစ်လို့ကျွန်တော်အဲ့အကြောင်းအရာကိုကျွန်တော်ပြောလဲဆိုရင်အာဗြဟံမျိုးဆက်တွေကိုကျွန်တော်ကြည့်တဲ့အခါမှာအသက်ကြီးသွားတဲ့တေလေးဒီသူတို့ရဲ့ငွေကြီးကသူ့သားသမီးတွေကိုပြန်ပြီးပေးနိုင်တယ်လို့ပြောတယ်။အာမင်။ဒီနေ့ကျွန်တော်အဲ့ဒါကိုတွေ့တဲ့အခါမှာကျွန်တော်ပေါက်သွားတော့ငါတို့ကသားသမီးအဲ့လိုပြောလို့သားသမီးမကြည့်ရှုရမလို့ဒါပေမဲ့မမျှော်လင့်တာအာမင်။သားသမီးရှာငါတို့ရယူတာတဲ့ငါတို့ကသားသမီးကိုငါတို့တေလေးဒီပြန်ပေးနိုင်တဲ့သူတွေဖြစ်ရမယ်။ဟာလေလုယာ။အဲ့ဒါကျွန်တော်တို့ဒီခေတ်မှာဒီနောက်ထပ် generation တွေနောက်ထပ်ကျွန်တော်တို့မိခင်ဖခင်အဲ့လိုပြရမယ်